အဆွန်လာဆိုင်အားလုံးပဲမင်္ဂလာပါရှင်ကဲဒီနေ့ချစ်ဆက်ဆက်ပစုံအစိမ်းတုပ်လေးတုပ်စားမယ်ဒါကတော့မွေးမြူရေးတွေမဟုတ်ပါဘူးနော်တဘာဝပစုံစစ်တွေပါဒါကတော့အတုပ်တွေထဲမှာမပါမဖြစ်တဲ့မကြီးရဲ့အသေးကြော်လေးပေါ့နော်ကဲစားတုပ်ပါမယ်တန့်စင်ပြီးတော့ရေစစ်ထားတဲ့ပစုံတွေကိုနေလို့အဆင်ပြေမဲ့စလုံးတစ်ခုထဲထည့်မယ်ဒီကိုကြိုက်နေတဲ့တဲ့ပါဝင်ပစ္စည်းတွေကိုထည့်ပေါ့နော်မကြီးကတော့ရှောက်ရွက်ရှမ်းနန်းပေးစပလီချက်တုံစိမ့်ဆန်လော်မုတ်ငရုတ်တီမှုတ်ဟင်းခတ်မှုတ်ငံပြာရည်တမယာတီတခါတည်းအကုန်ထက်ပြီးရင်တမအောင်နေပြီးတော့အရသာအနေတော်ဖြစ်မဖြစ်ကိုမြည်ကြည့်ပြီးစားလို့ရပါပြီရှင်ကြည်တောက်ထားတဲ့အတောက်ကလေးဟိုမရောက်ဒီမရောက်ပေါ့နော်မကြည်တို့ဘက်ချန်ကတောက်တဲ့ပုံစံလေးလိုမျိုးဒါမဲ့ဟိုဆန်လော်မုတ်ထည့်ထားတော့လေထိုင်းမရောက်ကရင်မဟုတ်အဲ့လိုမျိုးဖြစ်နေတာပေါ့နော်အားတော့တယောက်နဲ့တယောက်ကအကြိုက်ချင်းမတူရအောင်ပေါ့နော်ကိုကြိုက်တဲ့ပုံစံကိုအကုန်ထည့်လို့ရပါတယ်ပြီးလို့ရှိရင်ကိုအဆက်စားနိုင်တလောက်ထည့်ဒီပစုံစိတ်အစိမ်းတောက်မယ်ဆိုရင်လေဒီလိုအကောင်သေးမမြင်လေးတွေကိုယူလို့ရှိရင်ပိုစားလို့ကောင်းတယ်နော်နည်းနည်းအကောင်ကြီးလို့ရှိရင်အာဆူးတယ်ပေါ့နော်စားလို့အဆင်မပြေဘူးပေါ့နော်ကဲဘလို့နေလဲတရေရင်ကြပြီမဟုတ်လားကဲအားလုံးပဲစားကြပါအောင်ရှင်ကဲဒီဗီဒီယိုလေးကဒီလောက်ပါပဲเนาะဆက်စားလိုက်ပါအောင်မယ်အားလုံးပဲဘိုင်ဘိုင်